သက်ရှိချမ်းသာစိတ်ချမ်းသာ၍လူရဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလို့ငါဖရာမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားရှုသိမြတ်တို့နဲ့ဆုံးမိုး၍ရှိခိုးပူဇော်ဖို့မြော်မှနေရောကရောချသောတကိစ္စခါရဝပနာမကုသိုလ်စေရနာဖြာဖြာတို့ကြောင့်ယနေ့ခါမှစ၍သက်ရှိခြင်းကျမ်းမာခြင်းခွန်အားလာပြေဝခြင်းဉာဏ်ပညာကြီးခြင်းအစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီလင်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့အချင်းတရားကိုကျင့်ကြံခြင်းကိုပွားများအထောက်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စောစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေအံဗန္တိတိတရဏေနတဟပိသတိလံဓမ္မယသာမိအနုကံကတဝါတိလံဒေထမေဗန္တိဒုတိယံပိအံဗန္တိတိတရဏေနတဟပိသတိလံဓမ္မယသာမိအနုကံကတဝါတိလံဒေထမေဗန္တိတတိယံပိအံဗန္တိတိတရဏေနတဟပိသတိလံဓမ္မယသာမိအနုကံကတဝါတိလံဒေထမေဗန္တိယမဝဒာမိတံဝတိထနမောတတဗုဒ္ဓဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတရဏကမနံပရိပုံဏံအနာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယမိအာဒိနာဒါနဝေရမဏိသိက္ခာပရံသမာဓိယမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာဓိယမိဘုဒ္ဓဝါဒဝေရမဏိသိက္ခာပရံသမာဓိယမိသုရာမေရယမေသဗမာဒဒါနဝေရမဏိသိက္ခာပရံသမာဓိယမိဣဒံမေတိနံနိဗ္ဗာနတ္တပစ္စယောဟောတုတိတရဏေနတဟပိသတိနံဓမ္မံသာရုကံကတဝါအပမဒိနတံပါတိတာ